ဂျပန်စာစာမွေးတွေမှာအမှတ်ကောင်းကောင်းရဖို့အတွက်အကောင်းဆုံးလေ့ကျင့်နည်းကတော့ O question များများဖြေပေးရပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ဝါတာရှိက N4GLPT O question ထဲမှာပါတယ်2024ဇူလိုင်လအတွက်မိုရှိကို၏အပိုင်းကိုရှင်းပြပေးသွားခြင်းပါတယ်။ဝါတာရှိကတော့ Marvelous Education Center က Sensei K ကိုဖြစ်ပါတယ်။အဲဒါဒီမိုရှိကို၏အပိုင်းမှာဆိုလို့ရှိရင်မွန်တိုင်း၅ခုရှိရပေါ့နော်။အဲ့ဒီကနေမွန်တိုင်းစမ်းအထိကိုဒီနေ့ရှင်းပြပေးသွားမှာပါ။တကယ်လို့မိဘဖြည့်ရင်းနဲ့ပေါ့နော်။အဲ့ဖြည့်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်း video post လုပ်ပြီးတော့မှ live ပြီးဖြည့်ကြည့်လို့ရပါတယ်။ကိုမတ်မှာလည်းပေးထားပေးတော့မှာဖြစ်ပါတယ်။ဒါဆိုရင်အကြည့်ပန်းကိုကြည့်မယ်နော်။ちょっとတေကုဒါဆိုင်နည်းနည်းလောက်ဘာလုပ်ပေးပါ။ကုဒါဆိုင်ဆိုတော့လုပ်ပေးပါ။အဲဆိုရင်သူကဘာခန်းကြီးလဲဆိုရင်အရှိကလူခန်းကြီးအနောက်ကကျတော့ဟိုတဲတာဆိုရင်ဖေးအားကြောင့်ခန်းကြီးသူကလူလေးကဖေးအားကြောင့်မှစောင့်နေလို့မှတ်ထားလို့ရတယ်သူကမတ်ဆိုဆိုရင်စောင့်တည်ခန်းကြီးအဲဆိုရင်ဒီတွေကနေရွေးပြရမှာကယွန်းပန်မတ်တေကုဒါဆိုင်စာဝါလူကကျတော့ထိုင်းတာနော့ခိုလူကကျွန်းကျန်တာတာဆုကကျတော့မတက်ရတာနောက်နိဗ္ဗာန်စုခိုနော့အိုတိုတေကုဒါဆိုင်စုခိုဟိုမှာရှိတဲ့တိုတေကုဒါဆိုင်ဆိုတာကယူပေးပါအဲ့မှာဆိုလို့ရှိရင်ခုစုရီဒီကဘာခန်းကြီးလဲဆိုလို့ရှိရင်သူကခုစုရီဆိုတဲ့စေဝါခန်းကြီးအပေါ်ကဟာလေးမပါဘူးဆိုလို့ရှိရင်သူကဘာခန်းကြီးဖြစ်မလဲဆိုရင်တန်နိုရှိဆိုတဲ့ပြောစရာကောင်းတော့ပြောရှင်ရတော့ဆိုရင်ခန်းကြီးဖြစ်မယ်အဲဆိုရင်အချီပန်ကကြဘာလဲဆိုရင်ရှိအိုဆိုတာစားကိုပြောတာအစ်တိုဆိုတာကြတော့အချီနောက်ယွန်းပန်ကကြတော့ဖုခုလိုဆိုတာကအိတ်ကိုခေါ်တာအဲဆိုရင်စမ်းပန်သွားမယ်မိုးစကိုရှိဟိုကအီဒက်မိုးစကိုရှိဆိုတော့နည်းနည်းလောက်ဟိုကအီဒက်ဆိုတော့လောက်တာကောင်းတယ်အဲ့မှာဆိုရင်ဒါကဘာခန်းကြီးဖြစ်မလဲဆိုရင်ဟာယာကြီးဆိုရက်စောတော်ခန်းကြီးအဲဆိုရင်မိုးစကိုရှိနည်းနည်းလောက်စောတာကကောင်းတယ်လို့ပြောတယ်အဲဆိုအချီပန်ကနာဂိုင်းကကြတော့ရှိတာနိဗ္ဗာန်ကအိုဆိုးကြီးကကြတော့နောက်ကျတာမိကြီးကားကြီးကကြတော့တူတာအဲဆိုရင်တစ်ချက်ပြပြပေးပါဦးမယ်ပြီးတော့ဒါကမိကြီးကားကြီးဆိုရက်တိုးတော်ခန်းကြီးနောက်အခုဟာကကြတော့ဟာယာကြီးဆိုရက်စောတော်ခန်းကြီးအိုဆိုးကြီးကကြတော့နောက်ကျတာအိုဆိုးကြီးကကြတော့ဒီလိုလေးရေးပေးမယ်အထဲကခန်းကြီးကဘာလဲဆိုရင်တိုးခန်းကြီးအဲဆိုရင်နာဂါကြီးကကြတော့ရှည်တာနာဂါကြီးနာဂါကြီးကကြတော့ဒီလိုရေးမယ်အဲဆိုရင်နောက်တစ်ခုယွန်းပန်ခိဒေယိနဒက်စ်နဲ့အဲဆိုရင်ဒီခန်းကြီးကဘာဖြစ်မလဲဒီခန်းကြီးကကြတော့ဥမီဆိုတဲ့ပင်လေခန်းကြီးနိဗ္ဗာန်ကိုပြပေးရမယ်အချီပန်ကကြတော့ဆိုလာဆိုတာကကောင်းကင်နောက်ဟိုရှိဆိုတာကကြတော့ကျဲတိုရီကကြတော့ငှက်အဲဆိုရင်ကောပန်တိုကျိုနိဒါအစ်တာခုတုကအရီမတ်တိုကျိုကိုတွားဘူးတယ်လို့ပြောတာတာခုတုကအာရီမတ်ဆိုတာကတခုခုလုပ်ဘူးတယ်မှာတုံးတာအဲကျတော့အစ်တာခုတုကအာရီမတ်ဆိုတာတွားဘူးတယ်အဲဆိုသူကနောက်ကတပြီဆိုတဲ့အကျိန်ဒီမှာတုံးတာဒီမှာသူကအရှိရဟာနဲ့ပေါင်းနေသူကဘယ်လိုထွက်မလဲဆိုရင်အချီတိုထွက်မယ်အချီတိုဆိုရင်ယွန်းပန်အချီတိုဆိုတာကဘာကိုပြောရလဲဆိုရင်တစ်ချိန်လို့ပြောတာတစ်ချိန်တွားဘူးတယ်တိုကျိုကိုတစ်ချိန်တွားဘူးတယ်အဲဆိုရင်ဒုကုပန်အတိုတဲ့တေကုဒါဆိုင်အဲဆိုသူကဘာခန်းကြီးဖြစ်မလဲဆိုလို့ရှိရင်အပေါ်ကမြေကြီးခန်းကြီးအောက်ကကျတော့ကလေးခန်းကြီးအဲ့ဒါကိုမှကလေးလေးကတင်းနေတင်းရွေးတင်းပေးရဆိုရဲ OCA လို့သူကတင်းပေးရဆိုရဲခန်းကြီးဖြစ်မယ်အဲဆိုရင် OCA ဆိုရဲနိဗ္ဗာန်ကိုရွေးပြရမယ်အတူတဲ့နောက်မှ OCA တဲ့ကုသဆိုင်နောက်မှတင်ပြပေးပါပြောပြပေးပါအဲဆိုအချီပန်ကဘာလဲဆိုရင်ခါဆိုအဲလူဆိုတာကရေးတွက်တည်ခံကအဲလူကစဉ်းစားတွေ့တော့တည်နောက်ခိုတာအဲလူကကျတော့အဖြေဖြေတာအဲဆိုရင်နာနာပန်ကိုကြည့်မယ်ခဲဆဆိုတော့ဒီမနဲ့တန်ခိဒီဟာလာမယ်ဟိုမိမစန်တက်စတာဒီဟာတန်ခိဆိုတော့တန်ခိယာဒီဥဒုကိုမကြည့်ခဲ့ရဘူးဒါကဘာဖြစ်မလဲဆိုရင်သူကတန်ခိယောဟိုဆိုတဲ့အချီပန်ဖြစ်မယ်တန်ခိယောဟိုဆိုတာကယာဒီဥဒုကြိုတင်ခံမှန်းချက်အဲ့ဒါကိုတဲ့မနဲ့တုန်းကမကြည့်ခဲ့ရဘူးလို့ပြောတာ
နောက်မွန်တိုင်းနီမှာဆိုရင်ခိုနိုဟေယာဝအာဆီဒက်စ်နဲ့အာဆီဆိုတာပူတာဒီအခန်းကပူတယ်နော်တဲ့အာဆီနဲ့တူတဲ့ခန်းကြီးကိုရွေးပေးရမယ်အဲဆိုရင်အာဆီဆိုတဲ့ခန်းကြီးကဘာဖြစ်မလဲဆိုတော့နိဗ္ဗာန်အပေါ်ကနေတလုံးအောက်မှာနေတလုံးအားကြောင့်လို့သူကအာဆီဆိုတဲ့ပူတယ်ဆိုတာသုံးပေးရမယ်အဲဆိုရင်နိဗ္ဗာန်အဖြစ်မှန်ကအိချိပန်ကဘာခန်းကြီးလဲဆိုရင်သူကစာမူကြီးဆိုတဲ့အေတော်ခန်းကြီးနောက်စမ်းပန်နဲ့ဒီမှာယွန်းပန်နဲ့ကကြတော့သူကစန့်ကျင်ဘက်ပုံစံလေးစမ်းပန်ကကြပါလဲဆိုရင်အာကာရူကြီးဆိုတဲ့လင်းလက်တော်ခန်းကြီးယွန်းပန်ကကြတော့ခုရာကြီးဆိုတဲ့မောင်နေဆိုတဲ့ခန်းကြီးစမ်းပန်ကလင်းလက်တာယွန်းပန်ကကြတော့မောင်တာနောက်ကျူပန်ကိုကြည့်မယ်ရိုဘတ်တို့ကတဲ့ခိုးရတဲ့ဥကောခနာခုနပ်တာရိုဘတ်တို့ဆိုတော့ robot ဆိုရင်စက်ရုပ်ကခိုးရတယ်လို့ဆိုတာပျက်စီးပြီးတော့ဥကောခနာခုနပ်တာဆိုတော့လှုပ်ရှားလို့မရဘူးလို့ပြောချင်တာအဲဆိုရင်သူနဲ့တူရဲ့ခန်းကြီးကဘာဖြစ်မလဲဆိုရင်ဥကောခနာခုနပ်တာဥကောခုကနေလာတယ်သူကအချီပန်ခန်းကြီးဖြစ်မယ်အဲ့ဒါကမှအရှိကလူခန်းကြီးဆိုရယ်နိဗ္ဗာန်လေးပါလာမယ်ဆိုလို့ရှိရင်သူကဘာလဲဆိုရင်ဟာတာရာခုဆိုရယ်အလုံးလုံးတီဆိုရယ်ဖြစ်သွားမယ်နောက်စမ်းပန်ကကြတော့သူကအသက်ရှင်သည်တာစုခါရုဆိုတဲ့ရှင်တန်ခွင့်ရခဲ့ရပေါ့သူများကြောင့်အဲ့ရမှာသုံးနေနောက်ယွန်းပန်ကကြတော့စွတိုမဲရုဆိုတဲ့အလုံးလုံးတာမှာသုံးနေခန်းကြီးနောက်ဖြတ်ခုကူရာမှုイカなら大丈夫ですအဲဆိုရင်100 gram လောက်ဆိုရင်100 gram イカဆိုတာကအဲ့ဒါနဲ့အောက်လို့ပြောတာဆိုရင်နဲ့နာရဆိုတာဆိုရင်大丈夫ですဆိုတော့အဆင်ပြေပါတယ်အဲဆိုရင်သူနဲ့တူရဲ့ခန်းကြီးကイカဆိုတာကနဲ့အောက်ဆိုတော့အဲ့ဒါကဘာခန်းကြီးဖြစ်မလဲဆိုရင်ယွန်းပန်ကအဖြစ်မှန်ဖြစ်မယ်イカဆိုရဲနဲ့အောက်နောက်နိဗ္ဗာန်ကကြပါမယ်ဆိုရင်အီကျော်ဆိုတာနဲ့အထက်အဲဆိုရင်ဒီဟာတွေကကြတော့အရှိကဒီခန်းကြီးကဘာဖြစ်မလဲဆိုရင်သူကစိတ်ဆိုတဲ့ခန်းကြီးစိတ်ဆိုတဲ့ဆိုတဲ့စိတ်ခန်းကြီးလေးအဲဆိုရင်ဂျူးပန်အတွက်အဖြစ်မှန်ကယွန်းပန်နော်နောက်ဂျူချီဒွန်နာဘလိုမျိုးအိုတိုဒက်စတာကဘလိုအတန်မျိုးဖြစ်ခဲ့လေအဲ့လိုမျိုးအိုတိုဆိုတာအတန်အဲ့ဒါကဘယ်ဒီမှာသုံးလဲဆိုလို့ရှိရင်သူကတက်မဲ့ရဲ့အတန်မှာသုံးတာခိုးအေးရကြတော့တက်ရှိရဲ့အတန်မှာသုံးတာအဲဆိုရင်ဒီရဲကအိုတိုနဲ့အိုတိုခန်းကြီးကဘာဖြစ်မလဲဆိုရင်အချီပန်ကအိုတိုခန်းကြီးနိဗ္ဗာန်ကဘာလဲဆိုရင်အီရိုဆိုတဲ့အယောင်ခန်းကြီးစမ်းပန်ကကြတော့ခိုးအေးဆိုတဲ့အတန်ခန်းကြီးယွန်းပန်ကအာဂျီဆိုတဲ့အရာတာခန်းကြီးနောက်တစ်ပုဒ်ကဟိုနိုမာချီဝါတဲ့ပိုဆူကဖူဘန်ဒက်ဒီမျိုးကပိုဆူဆိုတာလမ်းပန်းဆက်သွယ်ရေးဖူဘန်ဒက်ဆိုတော့အဆင်မပြေဘူးဘန်လီဒက်ကကြတော့အဆင်ပြေတာဖူဘန်ဆိုတော့အဆင်မပြေဘူးခိုးဆူဆိုလမ်းပန်းဆက်သွယ်ရေးအဲဆိုသူနဲ့တူရဲ့ခန်းကြီးကဘာဖြစ်သူ့ရဲ့ခန်းကြီးကဘာဖြစ်မလဲဆိုလို့ရှိရင်သူကစမ်းပန်ဒါကခိုးဆူဆိုရင်ခန်းကြီးလမ်းပန်းဆက်သွယ်ရေးခန်းကြီးကိုသူနဲ့ပဲသုံးမယ်ဒီအနောက်ကအိချီပန်ကကြတော့အနောက်ကခန်းကြီးကဘာလဲဆိုလို့ရှိရင်သူကလမ်းခန်းကြီးသူ့ကိုထွက်ရင်ဒိုးလို့ထွက်မယ်မိချီဒါမှမဟုတ်ရင်ဒိုးနောက်ဒီဟာကကြတော့နိဗ္ဗာန်မှာပါတဲ့အရှိရခန်းကြီးရတာကြတော့သူအများပြည်သူနဲ့ဆိုင်တော့ဆိုတဲ့ခန်းကြီးအဲဆိုရင်ဒီနံပါတ်မှာဆိုလို့ရှိရင်ရွေးရမှာခိုးစုဆိုတဲ့လမ်းမဆက်သွယ်ရေးဆိုတာကစမ်းပန်ဖြစ်မယ်နောက်မွန်တိုင်းစမ်းကိုဆက်သွားမယ်နာကုရှိတာခါဂီကိုခဲတို့ဒုခုနီမူနိုင်ဒက်နာကုရှိတာဆိုတာကပျောက်သွားတယ်လို့ပြောတာခါဂီဆိုတာတော့ဟိုတဲ့ခဲတို့ဆိုတာဘေးမဲ့လေဒုခုနီမူဘယ်နေရာမှနိုင်ဒက်မရှိပါဘူးအဲဆိုပျောက်သွားတဲ့ခဲပျောက်သွားတဲ့ခါဂီဆိုတဲ့တော့ကိုတဲ့ဘာလုပ်ပြီးမဲလို့ဘယ်နေရာမှမတွေ့ခဲ့ဘူးဘယ်နေရာမှမရှိဘူးလို့ပြောချင်တာအဲကြတော့ဒီနေရာမှာ一起班阿家西大别就说下回的松山的马东呢，你班阿家三个四个来的都要下回的三班阿家米苏开路说下对了，阿姊妹路说阿家咯苏上啦，阿所以的嘛家咯三个四说下回的说还有东边嘛，后来说都要三个四说那个表大的必须我下回呀妈妈三个四年东啦，一起班西大别就说那个我们地的压力我下的看嘛东啦，下回的边。လေးလာသည်အလိုမျိုးမှာသိပေးရတယ်။နောက်ချီဝါတဲ့နော်တဲ့私が勉強をしないときはいつも怒ります။ချီဆိုအဖေကတော့ကြောင့်ကျွန်တော်က勉強をしないときはဆိုစာမလုပ်တဲ့အခါစာအုပ်မလေ့လာတဲ့အခါမှာတဲ့အစ်စ်မို့အမြဲတမ်း
ကိုရီမဆိုတော့ဒေါသထွက်တယ်စိတ်တူတယ်စိတ်ဆိုးတယ်အဲ့ဆိုအဖေကဘာဖြစ်တာကြောင့်မလို့ဖြစ်မလဲသူ့ရဲ့အဖေမှန်ကနိဗ္ဗာန်ဖြစ်လိမ့်မယ်ခိဘီရှိဆိုတာကစီကံတင်းကျက်တော့အဖေကစီကံတင်းကျက်လို့ကျွန်တော်စာမလုပ်ရင်အမြဲစိတ်တူတယ်လို့ပြောတာအဲ့ဆိုအချီပန်ကဘာလဲဆိုရင်နီဂါကြီးဆိုတာခါတော့အရသာကြီးခါရမှာတုံးတယ်စမ်းပန်ကကြတော့ဟာစုကာရှိဆိုတာကရှက်စရာကောင်းတော့ယွန်းပန်ကကြတော့မေဇူရာရှိဆိုတာကကြတော့ထူးဆန်းတော့မှာတုံးတယ်မေဇူရာရှိထူးဆန်းတော့နောက်တစ်ပုဒ်ကကြတော့ guide ခုကူနီ ikutoki wa passport က des အဲ့ဆိုရင်နိုင်ငံခြားကိုသွားတဲ့အခါတဲ့ passport က des ဖြစ်ပါတယ်အဲ့ဆိုရင်နိုင်ငံခြားသွားတဲ့အခါ passport လိုအပ်တယ်ဖြစ်မှာပေါ့အချီပန်က hitsuyo အဲ့ဆိုရင်သူကအဖြစ်မယ် hitsuyo ဆိုတာလိုအပ်တော့နောက်အန်ဇန်ကကြတော့စိတ်အေးရတာဂျူးပွန်းကကြတော့လုံလောက်တာတိတ်နေရကြတော့ယဉ်ကျေးတော့အဲ့ဆိုရင်အဖြစ်မှန်ကဒီနိုင်ငံခြားကိုသွားတဲ့အခါမှာတဲ့ passport ကလိုအပ်တယ်ဆိုတဲ့ hitsuyo now この漫画が私の国でも若い人にがありますဒီ漫画ကကျွန်တော်တို့ပါလဲဆိုရင်နိုင်ငံတဲမို့မှာတောင်မှ若い人にငယ်ရွယ်တဲ့လူတွေစီမှာဘာဖြစ်လဲအဲ့ဆိုရင်ခိဘွန်းဆိုတာစိတ်ကိုပြောတာရှုမီကကြတော့ဝါဒနာဖြိုးမီကကြတော့စိတ်ပါဝင်စားတာနင်းခိကကြတော့လူကြိုက်များတာအဲ့ဆိုဒီနေရာမှာဘာဖြစ်မလဲဆိုလို့ရှိရင်မှတ်ထားမှာကဒီနောင်ရဲ့အနောက်ကနှီးလိုက်မယ်ကအာရီမတ်ဆိုရင်နင်းခိကအာရီမတ်ဆိုတာကအဲ့ဒီလူတွေကြားမှာနာမည်ကြီးရယ်ဆိုရင်အတိတ်ပဲဒီမန်ကကာတွန်းကဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတောင်မှငယ်ရွယ်တဲ့လူတွေကြားမှာနာမည်ကြီးရယ်အဲ့လိုပြောချင်တာအဲ့ဆိုရင်ယွန်းပန်ထည့်ပြရမယ်ဖူတိုကတဲ့ချီဆိုင်တော့တဲ့ရှီရီယောနောခါမီဝဟန်ပွန်နီဤတဲ့တေကူတာဆိုင်ဖူတိုဆိုစာအိတ်ကတဲ့သေးတာကြောင့်မလို့ရှီရီယောအချက်လက်တွေရေးထားတဲ့ခါမီဆိုတော့စာရွက်ကိုဘာလို့ရမလဲဟန်ပွန်ဆိုတာတက်ဝက်ဤတဲ့တေကူတာဆိုင်ဆိုထည့်ပေးပါအဲ့ဆိုရင်သူကတက်ဝက်ချိုးပြီးတော့မှထည့်ရဖြစ်မှာပေါ့အဲ့ဆိုရင်ဒီကချိုးတယ်ဆိုတော့ဘာဖြစ်မလဲဆိုရင်စမ်းပန်အိုရုဆိုရင်ချိုးစီခန်းကြီးချိုးတီထည့်ပြရမယ်အချီပန်ကဘာလဲဆိုရင်ဝါရူကခွဲချမ်းတီမှာတုံးတယ်နောက်ခအဲရူကကြတော့ပြန်တာအိမ်ပြန်တာမှာတုံးတာနောက်ခိုးဝါရှိတဲ့ဆိုတာခိုးဝါဆိုတာဖြက်စီရအဲ့ဆိုရင်ဒီနေရာမှာကြတော့တဝက်ချိုးပြီးတော့ဖြစ်မှာမို့လို့စမ်းပန်ထည့်ပြရမယ်နောက်このレストランは料理のが多いのでいろいろ食べられますဒီ restaurant ဆိုစားတော့ဆိုင်ကတဲ့လျောလီဟင်းတွေကအိုးကြီးများတာကြောင့်မလို့အီရိုအမျိုးမျိုးတာပဲလာတယ်မဆိုတော့အမျိုးမျိုးစားနိုင်တယ်လို့ပြောတာအဲ့ဆိုရင်ဒီ restaurant စားတော့ဆိုင်ရဲ့ဟင်းတွေကဘာဖြစ်လို့ဖြစ်မှာအဲ့ဆိုရင်အချီပန်ကဂီဂျစ်ဆိုတာနီးပညာအဲ့ဆိုရင်ဒီနေရာနဲ့လုံးဝမဆိုင်ခန်းခဲကြီးဆိုတာကပတ်သက်ဆက်နွယ်မှုအဲ့ဆိုရင်ဟင်းနေရဲ့ပတ်သက်ဆက်နွယ်မှုလို့မရှိဘူးနောက်စမ်းပန်ကရှုရီဆိုတာအမျိုးအစားတွေပြောတာအဲ့ဆိုရင်ဒီဟာကစမ်းပန်ဖြစ်မယ်ဒီစားတော့ဆိုင်ရဲ့ဟင်းတွေကဘာလဲဆိုရင်အမျိုးအစားတွေအများကြီးရှိတာကြောင့်မလို့အမျိုးမျိုးစားနိုင်နေလို့ပြောတာအဲ့ဆိုယွန်းပန်ကကြပါလဲဆိုရင်ခေတ်ခံဆိုတာကကြတော့ဘာပြောအတွေ့အကြုံလို့ပြောတာနောက်စကားကိုရှိတိုင်းနော်နိဟီတိုရီဒက်ကိမဆန်စကားဆိုတော့ဘောလုံးကန်တာကိုဘောလုံးကန်ခြင်းအဲ့ဒါကိုတဲ့လှုပ်ရှင်ပေမဲ့လို့တက်ရောက်တဲ့အဲ့ပြီးဒက်ကိမဆန်ဆိုမလုံနိုင်ဘူးအဲ့ဆိုသူကဘာဖြစ်မလဲခူရာဘဲလူကနှိုင်းရှင်တာမှတုံးတာမှတ်နှိုင်းရှင်နိုင်လို့အဲ့ဆိုရင်သူလည်းမဟုတ်ဘူးစူကီနာခုတဲ့စူကီရုဆိုတာကြော်လွန်သည်တယောက်ကြော်လွန်မကြော်လွန်လို့အဲ့ဒါလည်းမဟုတ်ဘူးဆူဆူခါနာခုတဲ့ဆူဆူခုကနေလာတာအဲ့ကဆက်လုပ်ဒီမှာတုံးတယ်အဲ့ဆိုရင်သူကလည်းမတိသေးဘူးဆိုထားလိုက်အောင်တာရီနာခုတဲ့ဆိုတာတာရီလူကနေလာတာလုံလောက်တည်အဲ့ဆိုရင်မလုံလောက်လို့အဲ့ဆိုရင်အဖြေကယွန်းပန်ဖြစ်မယ်ဘာလို့လဲစကားဘောလုံးကန်ခြင်းဆိုတာကတဲ့လှုပ်ရှင်ပေမဲ့လို့ဘောလုံးကန်တာကိုလှုပ်ရှင်ပေမဲ့လို့တယောက်တည်းမလုံလောက်တဲ့အတွက်မလို့မလုံနိုင်ဘူးတဲ့အဲ့လိုပြောတာနောက်တိုရှောကန်တဲ့စာဝိုင်းတဲ့ဤလူဟိုတုံးဟိုတာချီအိုရှိမしたတိုရှောကန်ဆိုတော့ပြင်မှာလဲစာကြည့်တိုင်းမှာတဲ့စူညံနေတဲ့ကလေးတွေကိုရှိမしたဆိုတော့လုပ်ခဲ့တယ်အဲ့ဆိုကလေးတွေကိုဘာလုပ်မှာလဲအချီပန်ကချူဤဆိုတော့တတိထားဖို့နောက်နိဗ္ဗာန်ကကြတော့ခိုးကြီးကကြတော့စောက်လို့ရေးမှာတုံးတာစမ်းပန်ကကြဂျွန်းဘီဆိုတာပြင်ဆင်တာယွန်းပန်ကကြဆိုးတန်းဆိုတာဆွေးနွေးတိုင်နေတာအဲ့ဆိုကလေးတွေကိုဆွေးနွေးတိုင်နေဆိုတာလည်းမဟုတ်ဘူးဂျွန်းဘီကလေးတွေကိုပြင်ဆင်နေဆိုတာလည်းမဖြစ်နိုင်ဘူးအဲ့ဆိုရင်တိုးရှော့ကန်ဆိုတဲ့စာကြည့်တိုင်းမှာစူညံနေတဲ့ကလေးတွေကိုဘာလုံးအပဲဖြစ်မှာချူဤဆိုတဲ့တတိပေးရပဲဖြစ်မှာတတိပေးခဲ့တယ်တဲ့အဲ့လိုပြော
စာဝါဝါတာရှိကမွန်တိုင်းစမ်းအထိရှင်းပြပေးတော့ဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဆက်လက်ရှင်းပြပေးတော့မှာမို့လို့ page ကိုလည်း follow လုပ်ပေးဖို့မမေ့နဲ့နော်။ဂျပန်စာသင်တန်းကောင်းရှာနေရဆိုရင် Marvelous Education Center မှာ live ဆောင်ရွက်လို့ရပါတယ်ရှင်။じゃあまたね皆さん。